နေ့မှာတော့ကျွန်တော်ဂျပန်ရောက်မှာပထမဦးဆုံးစတတ်တဲ့ပါတီဖြစ်တဲ့ကုမ္ပဏီကကျင်းပပေးတဲ့ Kickoff event ကဘယ်လိုမျိုးလဲဘယ်လောက်ခန်းနားလဲဆိုတဲ့အကြောင်းကို sharing လုပ်ပေးချင်ပါတယ်အခုပုံမှန်မြင်နေရတဲ့9ယောက်ကတော့မြန်မာနိုင်ငံကနေပြီးတော့ဂျပန်လာအိုဆိုတဲ့ဇိုး9ယောက်ပဲဖြစ်ပါတယ်အလကားစတာပါဒါကတော့တနစ်တာကောင်းဆုံးနည်းနည်းလေးစုပေးတာပါဒါကတော့ bus train ဆိုပြီးတော့တင်းလိုက်ပြီးလို့ဆိုပါ kitchen က chef ဖွဲ့ရပါတယ်ဒီ season ကတော့အခု event မှာအကောင်းဆုံး season လို့ပြောလိုက်ရပါတယ်ဘာလို့လဲဆိုတော့အလုပ်ထဲမှာရှိတယ်အမှတရုတ်တို့မြန်မာတို့ဂျပန်တို့သူတို့ရိုးရအစားအစာတွေကိုချက်ပြီးတော့တင်ဆက်တဲ့ပွဲပါအဓိကတော့မြန်မာအစားအစာကိုဗျာအခုကျွန်တော်တို့ကဒီမှာချက်ပြီးတော့သူတို့ကိုမြန်မာအစားအစာတွေမြည်ဆန်းကြည့်ခွင့်ရတယ်မိတ်ဆက်ပေးခွင့်ရတယ်ပေါ့နော်အခုမိတ်ဆက်ပေးနေတာကတော့မြန်မာလူမျိုးတွေချက်ထားတယ်ပေါ့နော်မုံလုံးရေပေါ်ရေအုံနိုးခောက်ဆွဲရေကနန်းမဆလာအစားပေါ့နော်ကနန်းဆိုလို့ရှိရင်ကစားတော်ရကခဲမဆိုလို့ငါးမဆလာရေအဲ့ဒီဟင်ပွဲတွေကိုဒီမှာမိတ်ဆက်ပေးနေတာဖြစ်ပါတယ်ဒါတွေကတော့ဂျပန်တို့တရုတ်တို့တခြားလူမျိုးတွေချက်ထားတဲ့ဟင်းလျာတွေပေါ့နော်ချိုဘဲတွေပါလိပါတယ်ပေါ့နော်စုံနေရောပေါ့နော်ကဲဒါကတော့ဂျပန်ရဲ့ထုံးစံတိုင်းပေါ့နော်သူကခုစုရတဲ့သူတွေကိုဂုဏ်ပြုမိအစ်စ်ဝင်လိုက်ဝင်နေနေကိုကြိုးဆိုမင်းပေါ့နော်ဆိုပြီးတော့ campaign လုပ်တယ်ပေါ့နော် cheers လုပ်ကြမယ်ပေါ့နော်မပီယာကကိုစီနေပေါ့နော်ဒါပေမဲ့ကျွန်တော်ကကျတော့ innocently ဆိုတော့ကိုကာကိုလာလေးပဲထည့်ထားတာပေါ့နော်အော်ဒါနဲ့စပိုးမှာတင်ထားတဲ့ဖေးချက်အကြောင်းရှင်းပြအောင်ပေါ့နော်ဒီခန်းတော့ကိုစဝင်လိုက်တဲ့ဆိုအဲ့ဒီမှောက်ထားတဲ့ခုံပေါ်ဖေးချက်တစ်ချက်ကိုကြိုက်တာကိုယူရတယ်ပေါ့နော်ယူပြီးဒီချမ်းခန်းထဲမှာအဲ့ဖေးချက်ကိုခုနဲ့မကွာထားတယ်အစတော့ဘာလို့တာလဲပေါ့နော်မသိဘူးပေါ့နော်ဒါပေမဲ့ဘာလို့တာလဲဆိုတော့ဒီမှာတော့အေးရနေပြီးတော့ရှစ်တီပဲရှိရပေါ့နော်ဇွဲဝိုင်းရလဲရှစ်ဝိုင်းပေါ့နော်ကိုတကယ်လို့ခန္ဓာစားတော့တဲ့အခုအချိန်မှာဆိုလို့ရှိရင်အခုကိုကနံပါတ်6ဆိုနံပါတ်6ဝိုင်းမှာထိုင်ရတယ်ပေါ့နော်အဲ့မှာကိုကတင်းဖြစ်သွားအောင်ပြီးလို့ရှိရင်အဲ့တင်းလိုက်ဂိမ်းနေပါလေစောပါတယ်ပေါ့နော်ဒါကတော့ရွှေရှင်စားတော့နေကြတဲ့ပုံတွေပေါ့နော်ကန်ထူးသူကျွန်တော်ကတော့CEO နဲ့တော်ဝိုင်းနဲ့သွားကြတယ်ပေါ့နော်ဒါပေမဲ့လေသူတို့တွေကအရန်ပျော်တတ်တယ်ပေါ့နော်ဒီလိုပျော်ပါဆိုလို့ရှိရင်သူတို့ကယာတူးတွေအစင်းနဲ့နေမခွဲကြတော့ဘူးပေါ့နော်ရင်းနီးချစ်ချစ်ခင်ဆက်ဆံပေးရပေါ့နော်ဒါကတော့နောက်ဆုံးစီစဉ်နေနဲ့ပြပြပါပါဂိမ်းဆော်တာပါစက်ကူလေးရင်ခောက်ပြီးပြစ်ပြီးတော့ပေါ့နော်ဘယ်အဖွဲ့ကအဝေးဆုံးရောက်လဲဆိုတာကိုပြိုင်တာပါဒါကတော့ပိတ်ပွဲအနေနဲ့တခန်းလုံးအမောင်ချပြီးတော့ projector မှာပေါ့နော်အမှတ်တရတွေပြန်ပြတာပါပြောမယ်ဆိုရင်ဒီပွဲကတော်တော်ခန်းနိုင်ပွဲလို့ပြောလို့ရပါတယ်လုံးဝlive video camera နဲ့ပေါ့နော်တခါတည်း projector တွေထိုးပြီးတော့တခါတည်းအဲ့ဒီစူးရတဲ့လူတွေကိုတခါတည်း video နဲ့ချိန်ပြီးတော့ projector မှာတခါတည်းတန်းပြ live show တခါတည်းပြတာပေါ့နော်သုံးထားတဲ့အတန်တွေဘာတွေဟာစအကုန်လုံးက high quality တွေကိုသုံးထားတာပေါ့နော်အရန်ကိုကျွန်တော်ရပထမဆုံးပွဲလည်းဖြစ်တယ်လို့အရန်ကိုပြောစရာကောင်းတဲ့ပွဲလည်းဖြစ်ပါတယ်အားလုံးပဲဗီဒီယိုအဆုံးထိစိတ်ရှိရှိနဲ့ကြည့်ပြီးလို့ကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်